ဒီနေ့တချင်းလေးကဆရာထံတော်ကိုရိုင်းရေးထားတဲ့တချင်းအသစ်ဆက်လေးရှိရပေါ့နော်အဲ့ဆိုလွန်ခဲ့တဲ့နှစ်လောက်ကဖြစ်တယ်တွင်းတယ်မထွက်လာနိုင်ဘူးဆိုတော့ဒီနေရာမှာကျမတို့အတူတကွချီးမွမ်းမှာဖြစ်တယ်လို့ကိုးစားတတ်တော်သူလို့မြင်ရပါတယ်ကိုရောကိုစားတော်သူဟာမျက်နှာမဆိုင်တဲ့ပင်လို့အစမြဲလန်းစံချင်တွေနဲ့ဆိုပြေနေတယ်ပူဆွေးတော့ကမရှိရတော့မဟုတ်ဘူးအပူရှိရောက်တော့ရမနာမသိတဲ့သူကိုရောအားကိုခေါ်လုံးကိုစားသူမင်္ဂလာအပေါင်းနဲ့ပြည့်စုံသူကိုမူရဖယားနိုင်အနသူမြေမောင်တော်နိုင်မွေလျော်တတ်တဲ့သူကိုရောနဲ့ရင်ဒီကျွမ်းဝင်သူကိုရောကိုစိတ်ချယုံကြည်သူရိတ်သွဲချင်းပြင်းနေဆိုရင်ချင်းမရှိကိုရောကိုစားတော်သူဟာမျက်နှာမဆိုင်တဲ့ပင်လို့အစမြဲလန်းစံချင်တွေနဲ့ဆိုပြေနေတယ်ပူဆွေးတော့ကမရှိတာတော့မဟုတ်ဘူးအပူရှင်ရောက်လို့ရောက်မှတော့မသိတဲ့သူကိုရောအားကိုခေါ်လုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံသူကိုမူရဖယားနိုင်အနသူရေမောင်တော်နိုင်မွေလျော်တဲ့သူကိုရောနဲ့ရှင်ဒီကျွမ်းဝင်သူကိုရောကိုစိတ်ချယုံကြည်သူရိတ်တဲ့ချစ်ပြင်းနေဆိုရင်ချင်းမရှိကိုစားတတ်တော်သူမေကိုစားချင်တဲ့လူကိုခေါ်လို့ချင်တဲ့မေကိုစားချင်တဲ့လူကိုခေါ်လို့ထာဝရဘုရားခေါ်လို့ခြင်းသည်တာ၍ကောင်း၏မေကိုကိုးစားခြင်းတဲ့လူကိုခေါ်လို့ခြင်းတဲ့မေကိုကိုးစားခြင်းတဲ့လူကိုခေါ်လို့ခြင်းတဲ့ထာဝရဘုရားခေါ်လို့ခြင်းသည်တာ၍ကောင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံသူကိုမူရဖယားနိုင်အနသူမြေမောင်တော်နိုင်မွေလျော်တတ်တဲ့သူကိုရောနဲ့ရင်ဒီကျွမ်းဝင်သူကိုရောကိုစိတ်ချယုံကြည်သူရိတ်တဲ့ချစ်ပြင်းနေဆိုရင်ချင်းမရှိသူကိုစားတတ်တော်